တွေ့ရတာဝမ်းသာပါတယ်အခုလို့ခက်ခါကြီးမှာလူတိုင်းရဲ့ဖုန်းမှာရှိတဲ့ social media platform တစ်ခုရဲ့အကြောင်းကျွန်တော်ပြောပြမှာဖြစ်ပါတယ်အဲ့ဒီ platform မှာမင်းတို့ပညာတက်မတက်ဒါပေမဲ့မင်းတို့ဖင်လောက်တိုင်10လီပဲမင်းတို့မှာရေရှင်းရှိမရှိမင်းတို့ဖင်လောက်တိုင်10လီပဲအဲ့ဒီ platform ရဲ့နာမည်ကတော့ TikTok အမရဲ့အေးစစ်ဈေးပဲရောင်းအောက်ဆိုင်မချခြင်းနဲ့ရိုးသားစူးစားတဲ့ဖိုးသက်ခွားလေးပဲလို့အဲ့ဒီဗီဒီယိုကိုသူ့အဖေမြင်လို့ရှင်ဘာပြောမလဲငါသမီးလေးတော်လိုက်တာမိုးရကြိုနှက်တယ်မရတော့ငါသမီးလေးအလုပ်သွားတာပိမန်းနေချမှာပဲမင်းတို့စဉ်းစားဒီအမရဲ့ခင်လုံးနေတဲ့ဗီဒီယိုကိုကြည့်ရင်လည်းရုတ်တရက်ဒီတတော်ဝါလေးတော့မဟုတ်ပါဘူးတတော်ဝါကြီးပေါ့ဒီတတော်ဝါကြီးရဲ့ဗီဒီယိုကိုမင်းတို့တွေ့လိုက်တဲ့အချိန်မှာမင်းတို့ဘယ်လိုဖြစ်မလဲမင်းတို့ဘယ်လိုခံစားရမလဲဒီတတော်ဝါရဲ့ view အများဆုံးဗီဒီယိုကိုကြည့်မယ်ဒီမှာဖောင်းဒီမှာမိဟဲဝက်ယူတက်တာလားခွေးယူပြန်လာလားမသိဒီဗီဒီယိုဒီဝက်ယူပြန်နေတဲ့ဗီဒီယိုမှာ view 10သိန်းရတယ်တဲ့ကိုရီမှာတော့ view လေး1500ရဖို့စူးစမ်းနေရတာအသေးသက်အယောဂလည်းပေါ့ဝက်ယူတက်နေတယ်ဆိုရင်လည်းဖနှက်ကိုခွေးချီတုပ်ပြီးရှူခိုင်းလိုက်ပျောက်တယ်အမေကနောက်မှာတပြက်စီလဲနေအလုံးလုံးနဲ့သားဒီမှာဝက်ယူပြန်နေငါတို့ငယ်လေးတော့မဟုတ်ပါနဲ့ចောင်းပိတ်ပြီဆိုရင်တငယ်ချင်းတွေတိုင်ဝင်ပြီဟဲ့ဇီဒီတက်ကူစားမယ်ဟဲ့ရေတက်ကူမယ်ဟဲ့ငါတက်ဖမ်းမယ်ဒီကောင်လေးနားရက်မှာကြည့်ဓာရီလုံးနေရတယ်ဒီကောင်လေးနားရက်မှာဓာရီလုံးကြတယ်ပေါက်ပန်း40သူ့ဗီဒီယိုရဲ့ comment လေးတက်ဖတ်ကြည့်ကြမယ်လားလိုက်ခဲ့အောင်လုံးလေးတွေမီနေပြီငါကလေးတွေလေတေးဆိုနေရဲ့ heart broken နင်တို့ main ကလေးလေနော်သူဝက်ယူပြက်နေတာမမြင်ဘူးခေါင်းလောင်တီးလာမတီးလောက်ချောင်းကြည့်ဝက်ယူပြက်နေတာကိုကြည့်ခေါင်းလောင်တီးလာမတီးလာကြည့်မနေနဲ့အားလုံးပဲကောင်းလိုက်ပါရှင်အိမ်မဲလာမိကြပါစေရှင်အော်ပွားမွာဒီပဲယွန်စရာထွီးမင်းကိုကြည့်ပြီးအိမ်မက်ကောင်းကောင်းမဟုတ်ဘူးနေတဲ့လမ်းပြီးတော့တီဝမ်းမတောင်ကြောက်ရတယ်အိမ်မက်မလို့လမ်းတီတယ်မတာတယ်မှာပါနေအောင်မမအမြင်ဆိုးလိုက်တာကွာဖះလူလောကလူဘုံကလူစင်းရဲ့စိတ်ဆင်းရဲရတဲ့ဘုံလို့ဓာတ်တွေကိုကြိုတွေးလို့ပြောခဲ့တာရှေ့ခွင့်ပြုပါနော်တချိန်ကျရင်နောင်လာနောင်သားတွေကိုငါတို့ခင်မှာဘလို့စိတ်ဆင်းရဲခဲရတယ်ဆိုတာပြခြင်းလို့ဟောငါပါစိတ်မယ်ငါသားသမီးတွေကိုဖြစ်ရှင်တာဖြစ်ကြဒါပေမဲ့ဒီလိုကောင်မျိုးမဖြစ်ကြနဲ့လို့ငါပြောခြင်းလို့ဘလို့တက်ရှိလဲကွာကရဲ့ခုထိငါမသိသေးတာ तू ကယောက်ျားလေးလားမိန်းကလေးလားဟောနေတော့ကိုတဲ့ဘယ်သူလဲကွာ तू ကိုကကိုတထိန်မထိန်နိုင်လို့ရှင်လဲဝက်ရှန်နဲ့ပို့လိုက်ဝက်တိထိန်လိမ့်မယ်မင်းကြိုက်တာမင်းလုံးတရားတဲ့ညံနဲ့လုံးငါတို့ကလက်တွေအားနဲ့မှန်နဲ့ဖြုတ်တာကားနဲ့အတန်နဲ့မဟုတ်ခပ်ပြီးကလားနဲ့စပန်နဲ့တရုပ်ဒီခွဲကားနဲ့လက်နဲ့ခုတ်သူကြိုက်တာ तू လို့ပညာတော့မဆုံးသေးဘူးဖင်လောက်ပြီးတော့ဆယ်လီဖြစ်သွားပြီမင်းတို့လည်းဆယ်လီဖြစ်ချင်း TikTok ကိုသွားဖင်လောက်ကြဆယ်လီဖြစ်လိမ့်မယ်ငါတော့သွားတော့မယ်ပတိလေးစိတ်ပြီးတော့တရားလေးပါလိနာအောင် Desvíe la mirada, quédate cerca de mí.